ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာကြည့်ကြမယ့်အကြောင်းအရာလေးဒါတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်လူတိုင်းလိုပဲဘဝမှာဖြစ်ဖြစ်လုပ်ငန်းခွင်မှာဖြစ်ဖြစ်ကြီးမားတဲ့ရီမန်းချက်ပန်းတိုင်ကြီးတွေချက်မှတ်လိရှိကြတယ်မဟုတ်လားဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီပန်းတိုင်တွေကိုမရောက်ပဲလမ်းခုလက်မှတင်ရတန်းတွားတာတွေကြာရှုံးတွားတာတွေမကြခဏကြုံရတတ်ပါတယ်ဘာကြောင့်များလဲဒါကြောင့်ဒီနေ့မှာတော့ဒီရီမန်းချက်တွေရဲ့နောက်ခွေကစိတ်ပညာသဘောတရားတွေနဲ့အောင်မြင်မှုကိုတကယ်တမ်းဖန်တီးပေးနေတဲ့ရန်တရားတွေအကြောင်းကိုအတူတူအတိအကျလေ့လာကြည့်ကြပါမယ်ဒီတော့အဓိကမေးခွန်းကဒီလိုပါလူတွေဟာဘာကြောင့်များကြီးမားခမ်းနားတဲ့ရီမန်းချက်တွေချမှတ်ကြပြီမဲ့မကြာခဏအကြရှုံးနေရတာလဲဒီမေးခွန်းရဲ့အဖြေမှန်ကိုရှာဖို့ဆိုရင်ကျွန်တော်တို့လူသားတွေရဲ့စိတ်ပညာနဲ့နေ့စဉ်လုပ်ငန်းစဉ်တွေဘလို့စင်ကဲပြောင်းလဲလာလဲဆိုတာကိုနားလည်ဖို့အင်မတန်အရေးကြီးပါလေရီမန်းချက်တစ်ခုကိုချမှတ်လိုက်ရုံနဲ့မပြီးသေးပါဘူးအဲ့ဒီရီမန်းချက်တို့ကိုတကယ်အသက်ဝင်လာအောင်ဘလို့အကောင့်ထဲဖော်မလဲဆိုတာကပိုပြီးအရေးကြီးတာပါကဲဒီအကြောင်းလေးကိုလေ့လာဖို့အတွက်ကျွန်တော်တို့အထူးကအပိုင်း၄ပိုင်းနဲ့တွားကြပါမယ်ပထမဆုံးစိတ်ဆော်မှုရဲ့မန်တိုင်ကြီးတွေကိုကြည့်မယ်ပြီး smart နဲ့ OKRs လို့နည်းစနစ်တွေကိုလေ့လာမယ်တတိယအနေနဲ့အခက်ခဲတွေကိုကျော်လွှားမယ် whoop နည်းစနစ်အကြောင်းပြမယ်နောက်ဆုံးအနေနဲ့တော့ပန်းတိုင်တွေထက်စနစ်ကိုဦးစားပေးရမယ်ဆိုတဲ့အမြင်ပြောင်းလဲမှုအကြောင်းတွေကိုဆွေးနွေးသွားကြပါမယ်အပိုင်းတက်အနေနဲ့လူသားတွေရဲ့ရည်မှန်းချက်ကိုတွန်းအားပေးနေတဲ့စေဆော်မှုရဲ့အဓိကမန်တိုင်ကြီး၃ခုအကြောင်းကိုစပြီးကြည့်လိုက်ရအောင် Higgins တက်ခွဲခန်းရဲ့တုတ္တစနဖြစ်ချက်ဒီအရာဆိုရင်စေဆောင်မှုမန်တိုင်ကြီး၃ခုရှိတယ်လို့ဆိုပါတယ်ပထမတစ်ခုကတန်ဖိုးပါလူတိုင်းကကိုလိုချင်တဲ့ကောင်းမွန်တဲ့ရလက်တွေကိုရချင်ကြတယ်လေဒုတိယတစ်ခုကအမှန်တရားပါဒါကတော့လက်တွေ့ဘဝမှာတကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာကိုနားလည်ခြင်းနဲ့စံတော့ပါတတိယတစ်ခုကတော့ထိန်းချုပ်မှုဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ရက်တွေရလက်တွေကိုကိုယ်တိုင်စီမံခန့်ခွဲခြင်းနဲ့စိတ်စံတာပါပဲတကယ်တော့လေရီမန်းချက်တစ်ခုကိုအကောင့်ထည့်ဖို့တဲ့နေရာမှာဒီတန်ဖိုးအမှန်တရားနဲ့ထိန်းချုပ်မှုဆိုတဲ့စစ်ဆောင်မှု၃ခုစလုံးဟန်ချက်ညီညီပေါင်းစပ်အလို့လို့နိုင်မှသာစစ်မှန်ပြီးခိုင်မာတဲ့စစ်ဆောင်မှုစွမ်းအားကိုရရှိမှာဖြစ်ပါတယ်ကဲအပိုင်းနဲ့ဆက်သွားကြမယ်ဒီအပိုင်းမှာတော့ကျွန်တော်တို့ရဲ့စန္ဒတွေကိုလက်တွေ့လှုပ်ဆောင်နိုင်တဲ့ပန်းတိုင်တွေအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ smart နဲ့ OKRs နည်းစနစ်တွေအကြောင်းဆွေးနွေးပါမယ်တမိုက်တစ်လျှောက်မှာရီမန်းချက်တွေချမှတ်ဖို့အတွက်အထင်ရှားဆုံးနည်းစနစ်တစ်ခုရှိပါတယ်ဒါကတော့1982ခုနှစ်မှာ George T. Doran မိတ်ဆက်ပေးခဲ့တဲ့ Smart နည်းစနစ်ပါပဲ။ပန်းတိုင်တစ်ခုဟာ specific တိကျရမယ် measurable တိုင်းတာလို့ရရမယ် achievable တကယ်လုံးခိုင်စွမ်းရှိရမယ် realistic လက်တွေ့ကျရမယ်ပြီးတော့time bound အချိန်ကန့်သက်ချက်ရှိရပါမယ်။ဥပမာလေးတစ်ခုပြောရရင်ငါကျမ်းမာရေးပိုကောင်းအောင်နေမယ်ဆိုရင်ဝေဝါဝါစန္ဒာမျိုးထက်စားရင်ဇူလိုင်လမတိုင်ခင်6လေးချင်း10ကီလိုဂရမ်ကျအောင်လုပ်မယ်ဆိုပြီးတိတိကျကျပြောင်းလဲသတ်မှတ်လိုက်တာမျိုးပေါ့ဒါပေမဲ့ဒီနေရာမှာသူတေရနာတွေကနေတွေ့ရှိထားတဲ့အန်တောဆက်ကောင်းတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့လူ85ရာခိုင်နှုန်းလောက်မှာဒီစမားနီးစနစ်နဲ့ရီမန်းချက်ချမှတ်တာကတကယ်တမ်းကျတော့စိတ်ဖြစ်စီမှုတွေကိုပိုဖြစ်စေပြီးစိတ်ဆော်မှုကိုကျဆင်းစေတယ်ဆိုတာပါပဲအထူးသဖြင့်အခြေအနေတွေရှုပ်ထွေးနေချိန်ဒါမှမဟုတ်မတိချမြေရာမှုတွေများနေတဲ့ချိန်မျိုးတွေမှာဒီနည်းစနစ်ကလုံးဝကြောက်ရွံ့ထားတတ်ပါတယ်။ဒါဟာကျွန်တော်တို့သေချာသတိပြုရမယ့်အချက်တစ်ခုပါပဲ။ဒီလို smart နည်းစနစ်ရဲ့အားနည်းချက်တွေကိုကျော်လွှားနိုင်ဖို့ Intel နဲ့ Google လို company ကြီးတွေမှာအတော်လေးလူကြိုက်များလာတဲ့နည်းစနစ်တစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့ OKRs လို့ခေါ်တဲ့ Objectives and Key Results နည်းစနစ်ပါ။ Objective ဆိုတာကကိုသွားချင်တဲ့ခိုင်မာပြီးစိတ်ခွန်အားဖြစ်စေတဲ့ပန်းတိုင်ကြီးတစ်ခုဖြစ်ပါတယ်Key results တွေကတော့အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်တိုင်းတာလို့ရတဲ့အဆင့်ဆင့်တွေလှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ဆိုလိုတာကဘာလုပ်မလဲနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုကွဲကွဲပြားပြားရှင်းရှင်းလင်းလင်းသတ်မှတ်ထားလိုက်တာပါပဲ။အခုတကယ်ကိုစိတ်ဝင်စားစရာကောင်းတာတစ်ခုပြောပြမယ်နော် OKR နည်းစနစ်ကိုအကောင်းဆုံးအသုံးချတဲ့နေရာမှာအောင်မြင်မှုနှုန်း80ရာခိုင်နှုန်းကိုဒါပြမှတ်ထားဖို့အကြံပြုထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပန်းတိုင်တစ်ခုကို100ရာခိုင်နှုန်းအလွယ်တကူပြည့်မီသွားတယ်ဆိုရင်အဲ့ဒီပန်းတိုင်ဟာအစကားထဲကတိတ်ပြီးကြီးမားတဲ့စိန်ခေါ်မှုမရှိခဲ့ဘူးလို့ဆိုလိုတာကြောင့်ပါ။ရာခိုင်နှုန်း90လောက်ရောက်အောင်ခက်ခက်စူးစမ်းရတာမျိုးကသာလူတွေရဲ့စွမ်းဆောင်ရည်ကိုအမှန်တကယ်မြင့်တင်ပေးနိုင်တာဖြစ်ပါတယ်။အပိုင်း3ကိုရောက်လာပါပြီ။ဒီအပိုင်းမှာတော့ရှောင်လွဲလို့မရနိုင်တဲ့အဟန့်အတားတွေတော့အကျိုးတင်ပြင်ဆင်ပြီး whoop နည်းစနစ်နဲ့အခက်အခဲတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကိုကြည့်ကြပါမယ်။ whoop ဆိုတာကတော့မိမိကိုယ်ကိုထိန်းချောင်းတဲ့အလုံးထိရောက်တဲ့နိဗျူဟာတစ်ခုပါ။အစစ်လေးစင်ရှိပါတယ်။ပထမဦးဆုံး wish မိမိရဲ့စန္ဒာဒါမှမဟုတ်လက်တွေ့ကျတဲ့ပန်းတိုင်တစ်ခုကိုသတ်မှတ်ရပါမယ်။ဒုတိယကတော့ outcome အဲ့ဒီပန်းတိုင်အောင်မြင်သွားရင်ရရှိလာမယ့်ကောင်းမွန်တဲ့ရလဒ်ကိုစိတ်ကူးထဲမှာကြိုတင်မြင်အောင်ကြည့်ရပါမယ်။တတိယအဆင့်obstacle ကအင်မတန်အရေးကြီးပါတယ်။လမ်းခုလက်မှာကြုံလာနိုင်တဲ့အဟန့်အတားတွေကိုလက်တွေ့ကြကြတွက်ဆရှာဖွေရပါမယ်။
ပြီးရင်တော့စတုထအဆင့် plan အနေနဲ့အဲ့ဒီအခက်အထွဲတွေကိုဘယ်လိုကျော်လွှားမလဲဆိုတဲ့အစီအစဉ်ကိုတိတိကျကျဆွဲရပါမယ်ဒီလိုအောင်မြင်မှုကိုအကောင်းမြင်စစ်နဲ့မြင်အောင်တာရဲ့ကြုံလာမဲ့အခက်အခဲတွေကိုလက်တွေ့ကျကျတွက်ချက်တာရဲ့နှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါတကယ်တမ်းလက်တွေ့လှုပ်ဆောင်နိုင်စွမ်းကအမခံတွတ်တက်လာတာကိုတွေ့ရပါတယ် အပိုင်းလေးဒါကတော့နောက်ဆုံးအပိုင်းပါအမြင်ပြောင်းလဲခြင်းပေါ့ပန်းတိုင်ဒီထက်စနစ်ကိုဦးစားပေးခြင်းအပြင်နေ့စဉ်လုပ်ငန်းစဉ်တွေကဘာကြောင့်အမြဲတမ်းအနိုင်ရတယ်လဲဆိုတာကိုလေ့လာကြပါမယ်ဒီနေရာမှာနာမည်ကြီးစာရေးဆရာ James Clear ရဲ့အလွန်ကိုအင်အားပါတဲ့ကောက်နှုတ်ချက်လေးတစ်ခုကိုတတိယမိပါတယ်ပန်းတိုင်လေးဆိုတာတိုးတက်မှုကိုစီစဉ်ဖို့နဲ့လမ်းကြောင်းပြဖို့အတွက်သာကောင်းမွန်ပါတယ်ဒါပေမဲ့တကယ်တမ်းတိုးတက်မှုတွေဖြစ်ပေါ်လာအောင်မောင်းနှင်ပြတဲ့အရင်ရန်တရားအစ်စ်အမှန်ကတော့မိမိမှာရှိတဲ့စစ်နှစ်ပြဖြစ်ပါတယ်တဲ့မလိုက်လေဗျစစ်နှစ်တစ်ခုရှိဖို့ကသာအဓိကပါပဲ ဒီအချက်ကရလက်နဲ့စနစ်ရဲ့ကွာခြားချက်ကိုအင်တိုးစရာကောင်းလောက်အောင်တရုပ်ဖော်ပြတော်နေပါတယ်ဥပမာလေးတကူစဉ်းစားကြည့်ရအောင်ဘတ်စကက်ဘောနီးပြတရားဟာချန်ပီယံဖြစ်ချင်တဲ့ဆိုတဲ့ပန်းတိုင်ကိုခဏမေ့ထားပြီးသူ့အသင်းသားတွေနေ့စဉ်လေ့ကျင့်ရင်းမှာဘာပြီးလုပ်နေလဲဆိုတဲ့စနစ်ကိုသာအာရုံစိုက်မယ်ဆိုရင်တောင်မှအမခန့်အောင်မြင်မှုတွေရနေပါတယ်စာရေးဆရာတယောက်ဆိုရင်လည်းစာအုပ်ထုတ်ဖို့ဆိုရဲပန်းတိုင်ကြီးကြီးထက်အပတ်စဉ်စာရေးမဲ့အချိန်စရာဆိုတဲ့စနစ်ကပိုအရေးကြီးပါတယ်တကယ်တော့စနစ်ကိုသာတေချာဂရုစိုက်ရင်ရလက်ဆိုတာကသူ့အလိုလိုလိုက်လာမှအသေးချပါပဲ စနစ်တွေကဘာကြောင့်ဒီလောက်တောင်အရေးကြီးတယ်လဲဆိုတာကိုစိတ်ပညာနဲ့နည်းနည်းလေးထိတ်ဆက်ကြည့်ကြရအောင်လူတွေမှာ will power depletion လို့ခေါ်တဲ့စိတ်ဆွမ်းအင်ခန်းချောင်းမှုဆိုတာရှိပါတယ်ကိုထိန်းချုပ်နိုင်စွမ်းတဲ့စိတ်သက်ခွန်အားဆိုတာအကန့်အသတ်ရှိတယ်လေအများကြီးသုံးလိုက်ရင်ကုန်သွားတတ်ပါတယ်ဒါကြောင့်ပန်းတိုင်တစ်ခုကိုရောက်ဖို့ကိုယ့်ရဲ့စီကံရှိမှုကြိတ်မိတ်သေးခါမှုတသက်ကိုပဲအားကိုးနေမယ်ဆိုရင်အဲ့ဒါဟာအစီအစဉ်ဆိုးတစ်ခုပါပဲအဲ့ဒီအစားနေ့စဉ်အလေးချက်တွေကနေတဆင့်အလို့လုပ်သွားမယ်စနစ်တစ်ခုတည်ဆောက်ထားတာကသာအထီးရောက်ဆုံးဖြစ်ပါတယ်ပြီးတန့်ပန်းတိုင်ချမှတ်ခြင်းရဲ့အခြေခံအောင်နေချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ပန်းတိုင်နေဆိုတာကျွန်တော်တို့မထိန်ချုပ်နိုင်တဲ့အနာဂတ်အပေါ်မှာအခြေခံထားပါတယ်ပြီးတော့ပန်းတိုင်မယုံမချင်းလူတွေကိုပျော်ရွှင်ခွင့်မပေးဘူးလေစန့်ကျင်ဘက်အနေနဲ့စနစ်တွေကတော့အဲ့ဒီလိုမဟုတ်ဘူးလက်ရှိပစ္စုပန်ပါတယ်ပျော်ရွှင်မှုကိုခံစားခွင့်ပေးပါတယ်မတေချာတဲ့အနာဂတ်ကိုပြောင်းလဲပြန်လွှဲတွန်းပြတ်နိုင်တဲ့အလိုလျောက်ကွင်းဆက်တွေကိုဖန်တီးပေးတာကြောင့်စနစ်ကအမြဲတမ်းပုံမအောင်မြင်မှုရရှိစေတာဖြစ်ပါတယ်ဒီကြောင့်ຢာတွေကိုနီးကုံချုပ်ဖို့အတွက် James Clear ရဲ့နောက်တော့ကြံ၍ကျင်းတာချင်းဆိုတဲ့ရည်ရွယ်ချက်လေးကိုကြည့်ကြရအောင်လူတွေဟာအနာဂတ်မှာစာအုပ်ထုံးမယ်အောင်မြင်ရမယ်ဆိုတဲ့အမြင့်ဆုံးအိမ်မက်တွေမှတ်ပြီးကြိုးတွင်းနေမှာအစားနေ့စဉ်အနည်းဆုံးလှုပ်ဆောင်ရမယ့်အခြေခံစနစ်လေးတွေကိုတည်ဆောက်ဖို့လိုပါတယ်ဥပမာပေးရရင်စာရေးဆရာတယောက်အနေနဲ့ဒီနေ့စာလုံးရင်အနည်းဆုံး9ထားတော့ရေးမယ်ဆိုတဲ့အခြေခံစနစ်မျိုးပါကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းစဉ်တွေကိုခိုင်ခိုင်မာမာတည်ဆောက်တာကသာအသေးချာဆုံးနဲ့အထီးရောက်ဆုံးတိုင်းတာမှုပါပဲဒါဆိုရင်ကျွန်တော်တို့အားလုံးကိုပြန်မေးရမယ့်မေးခွန်းတစ်ခုရှိလာပါပြီကျွန်တော်တို့ဟာဘယ်တော့မှပြီးဆုံးမှာမဟုတ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့ပန်းထိုင်မြင်းတွေကိုပဲအမြဲတမ်းမိုးကြီးပန်းကြီးလက်လံပေးလွှားနေကြအောင်မလားဒါမှမဟုတ်ကိုအောင်မြင်မှုစီအလိုလိုပို့ဆောင်ပေးမဲ့နေ့စဉ်လုပ်ငန်းစဉ်လေးစနစ်လေးတွေကိုပဲမျက်နှိုးကြံကိုထားပြီးနေထိုင်သွားကြမလားဆိုတာပါပဲကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုတွေကိုပြန်လဲစမ်းစစ်ကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အချိန်ပေးနားဆင်ပေးတဲ့ချက်အားလုံးကိုကျေးဇူးတင်ပါတယ်